တရားကျင့်တာလေအဲ့လိုပဲ तू ကဒီတရားကိုရတော့မှာ तू အဲ့လိုပဲအာဟာရဖြတ်ပြီးတော့မင်းပြည့်တယ်ကြရတဲ့နီးစဲစဲကြမှာအဲ့ဒီအာဟာရပြတ်ပြီးတော့သေသွားတာဒါပေမဲ့ကောင်းတဲ့ဒီအာယုံမှာတော့ကောင်းတဲ့ဟာကိုလုံးနေတာလေဟုတ်လေသေသွား तू ကအမှန်မှန်အဲ့ဒီလိုမသေးနည်းနည်းပိုင်းနေမိနစ်ပိုင်းလောက်ကြရင် तू ယဟန္တာကိစ္စတရားကိစ္စပြီးသွားမှာအဲ့လိုမျိုးထောက်ခနဲ့အဲ့ဒါဖျားနဲ့တွေ့ပြီလားစီဟမ်ဖျားနဲ့တွေ့ပြီလားဖယားနဲ့တွေ့ပြီးတော့မှချုပ်ပြီးတော့မှ तू ကဒီတရားကိုကျင့်တာကျင့်တဲ့ခါကျတော့ဟိုတန်းကားဟောစားလားဘာမှမချတော့မနဲ့အဲ့လိုချက်ပြီးတော့ तू ကျင့်တာနောက်ဆုံးကျတော့အဲ့ဒီမှာ तू တရားရကန်ကြီးဆက်ဆဲမှာဒီအာဟိုနေကလည်းဝေးကြောမလိုက်တော့ဘူးအာဟာရမရှိတော့အာဟာရဖြတ်ပလိုက်တာဒီအာဟာရဖြတ်တယ်ကြီးကုံသွားတဲ့ဟိုနေစက်လို့ပဲထိုးရောက်သွားတာပေါ့အဲ့မှာပြတ်တော့သူတရားတော့အာယုံကတရားကျင့်တဲ့အာယုံနဲ့ဆိုတော့ကောင်းသွားတယ်ဒါပေမဲ့တူတာတကယ်လို့မတည်ခဲ့ရင်နဲ့ဒါဖះဟောထားတာပါတူတာအဲ့လိုမျိုးဒီနည်းနည်းလေးအချိန်နည်းနည်းရတော့မတည်ခဲ့ရင် तू ကဒီကိစ္စရဟန်းကိစ္စပြီးပါတယ်လို့အဲ့လိုပြောခဲ့အဇတတဟောသလိုပါလားဟုတ်တယ်မဟိုအဇတတနဲ့ဟိုတာရကနဲ့ तू ကတေကြီးနဲ့ကြာတော်ပြောင်းနေတရွာပြောင်းတော့ तू ကောင်းဖြစ်တယ် तू အဲ့လိုလိုဖြစ်နေတာဘာလဲဒါဟိုအဇတတနဲ့ဟိုနဲ့မတွေ့တာလေဟုတ်တယ်မလားဟုတ်ဒီဝရနဲ့မတွေ့ရင်ဟုတ်ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့ဟုတ်ဟိုအမေဟိုနေတချို့လည်းဖြစ်တယ်မလားငယ်ငယ်လေးကျင့်မယ်ဆိုရင် तू ကဒီတဲ့အဆင့်မြင့်မယ်ပေါ့ငါတို့အသက်ကြီးမှပဲတရားကျင့်မယ်ဆိုတော့နှိမ့်သွားတာလေဒါပဲနဲ့ကြားဖို့တာပဲအဲ့တော့ငါဟိုထပ်ပြောနေဆွေးနွေးကျင်တာတော့ဟာဒီလိုပြပါရမီတွေလိုတယ်ပေါ့ဟုတ်ပါရမီရလဲဟိုမင်းပြောတဲ့ဒီမာကန်ဒီကြီးကဒီဟိုနေကပုံသားကြီးကသူကျင့်တဲ့ချိန်မှာသူ့ရဲ့ပါရမီတချို့ဆိုကမရတဲ့ကိုဆူဆိုက်လုပ်ခံနေတော့ရဟန္တာဖြစ်သွားဟုတ်ကဲမျိုးလို့ဟုတ်တယ်ဒီအစားမပြောနဲ့လေဆူဆိုက်လုပ်ခံနေမှာဖြစ်သွားအဲ့တော့သူ့ရဲ့ပါရမီနဲ့ကိုယ့်ရဲ့ဟိုဖြစ်ချင်တဲ့နိဗ္ဗာန်ရဲ့ဟိုနေပေါ့အဲ့ဒါပို့ပြီးတော့လေးနဲ့ကျင့်တဲ့လူကြရင်ကိုဖြစ်တာပေါ့ကိုဖြစ်တာငါတို့ကတော့ပေါ့ရောမှာလားငါတို့လုပ်လိုက်လေပေါ့ရောလေတကယ်ရတချို့ကြတော့လေးနဲ့လုပ်ကြတာဖြစ်တယ်မလားအဲ့လိုအစွန်းရောက်ရင်လည်းမကောင်းဘူးပေါ့ကွာအစွန်းရောက်ရင်မကောင်းဟုတ်တယ်ပြောတာငါနားဘောပေါက်တယ်ဒါပေမဲ့ဟိုနိဗ္ဗာန်နဲ့ဒီအစားအသောက်ရွေးမယ်ဆိုရင်နိဗ္ဗာန်ရွေးမှာအဲ့ဒါပြောပြဟုတ်တယ်မလားအစွန်းရောက်တာတစ်ပိုင်းလေနိဗ္ဗာန်နဲ့ဟိုဒီအစားအသောက်ကောင်းကောင်းစားမယ်ဆိုရင်နိဗ္ဗာန်ရွေးတော့မှာအချင်းကိုလည်း10မိနစ်ကိုလည်း10မိနစ်လေဒီ10မိနစ်ကိုဘာဖြစ်သွားပြီလေဟိုညာနာပြသွားပြီဒီဆုံးဖုံးတဲ့10မိနစ်မှာဟိုဦးရပါတယ်ပြန်ပြန်သေးလေသူနောက်ကျနေပြီလေဆုံးဖုံးနေတာဟို10မိနစ်နောက်ကျနေပြီလေဆုံးဖုံးတာဟို10မိနစ်စော်သွားပြီလေသူကဖြစ်သွားပြီလေမဆုံးဖုံးလို့တော့မဖြစ်သေးဘူး